အားလုံးပဲမင်္ဂလာပါ audio by harmony ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြတော့မယ့်ဆောင်းပါးလေးကတော့ဆ iam နိုင်စနေရေးသားထားတဲ့နေကြပန်းလေးတစ်ပွင့်လို့ပြုံးပါဆိုတဲ့စာအုပ်ထဲကနေမှပန်းစကားဆိုတဲ့ဆောင်းပါးလေးကိုရွေးချယ်ပြီးတော့မှဖတ်ပြပေးတော့မယ်ရှင်ပန်းတချို့ကနေ့မှပွင့်ပြီးညမှအိတ်တယ်ပန်းတချို့ကညမှပွင့်ပြီးနေ့မှအိတ်တယ်မတူတဲ့ပန်းကအိတ်တဲ့ပုံစံလည်းမတူဘူးအိတ်ချိန်လည်းမတူဘူးအိတ်ချိန်အတူအရှိလည်းမတူဘူးပန်းတချို့ကအိတ်နေရင်ညင်ညင်သာသာဟောက်တတ်တယ်ပန်းလေးတွေလည်းအိတ်တတ်ပါသလားတနေ့ကကလေးမလေးတယောက်နဲ့သူ့မေမေရဲ့စကားအတန်တချို့ကိုကျမကြားလိုက်မိတယ်ပန်းချွေတယ်ဆိုတာပန်းအိတ်ပျော်သွားတာလားမေမေဟုတ်တယ်ပန်းအိတ်ပျော်သွားတာဒီလိုဆိုရင်သူ့ဘဲအချိန်နိုးလာမှာလေနောက်နှစ်နေဦးမှာပေါ့ဒီလောက်ချိန်ကြာကြီးသူအိတ်သွားရပေါ့တကယ်တော့ပန်းအိတ်ရင်နှွေဦးလဲအိတ်သွားတယ်ပန်းနိုးတော့နှွေဦးလဲနိုးလာတယ်နှွေဦးကပန်းကိုနှိုးလိုက်တာလားပန်းကနှွေဦးကိုနှိုးလိုက်တာလားဂျာပန်းကကဘာမြေကြီးပေါ်မှာနှစ်တန်းပေါင်းတစ်တန်းကျော်ကလေးကရှိနေခဲ့တယ်။အဲ့ဒီတော့ကလူတွေမမွေးဖွားသေးဘူး။မနက်ခင်းတိုင်းကကြာပန်းပွင့်တဲ့အချိန်ဖြစ်တယ်။တကယ်လို့ကြာပန်းတစ်ပွင့်ဟာမနက်ခင်းပိုင်းမှာကို့အပြုံးကိုမပွင့်လန်းဘူးဆိုရင်နေခင်းညခင်းရောက်ရင်လေသူဟာမပွင့်လန်းနိုင်တော့ပါဘူး။ညဆိုရင်ပိုးလို့တော့မပွင့်တတ်တော့ဘူး။ဒီနေ့မနက်မှာပွင့်တဲ့ကြာပန်းကမနေ့ကပွင့်တဲ့ကြာပန်းမဟုတ်ဘူးမနေ့ပြန်ပွင့်မဲ့ကြာပန်းလည်းမဟုတ်ဘူးတခြားနေရာဒေသကပွင့်တဲ့ကြာပန်းလည်းမဟုတ်ဘူးကြာပန်းတစ်ပွင့်တိုင်းမှာသူ့ကိုယ်ပိုင်တမူးထူးခြားတာတွေရှိတယ်ကြာပန်းတစ်ပွင့်တိုင်းကကဘာပေါ်မှာတစ်ပွင့်နဲ့ပဲရှိတယ်ပန်းပွင့်တစ်ပွင့်တိုင်းဟာတသက်မှာတစ်ခါသာပွင့်ရတယ်ဒါကြောင့်သူဟာလေးနက်ရတယ်ဂရုစိုက်ရတယ်အမှုမဲ့မဖြစ်ရဘူးမလွဲချော်ရဘူးလွဲချော်တာနဲ့ပန်းပွင့်ချိန်ဆိုတဲ့အခွင့်အရေးကိုဘယ်တော့မှရမှာမဟုတ်ဘူးပန်းပွင့်တဲ့နေ့ကပန်းရဲ့မွေးနေ့ဖြစ်တယ်ပန်းရဲ့အထိမ်းအမှတ်နေ့ဖြစ်တယ်ပန်းရဲ့နှစ်သစ်ဖြစ်တယ်ပန်းမှာလည်းအုံနောက်ချောက်စရာစိတ်ညစ်စရာတွေရှိတယ်ပျော်ရွှင်စရာဝမ်းနည်းစရာတွေရှိတယ်ဒါပေမဲ့စိတ်ညစ်လို့ဝမ်းနည်းလို့စိတ်ရှုပ်လို့ဆိုပြီးသူတို့အမွေးနဲ့ကိုထုံလွှင့်မှုမမိကြဘူးသူတို့ရဲ့အလျာတရားကိုဖော်ထုတ်ဖို့မမိကြဘူးဒီလောကမှာပန်းပွင့်မှုမေ့သွားတဲ့ပန်းဆိုတာမရှိပါဘူးပန်းနီကနှွေဦးမှာပဲပွင့်လန်းတယ်လို့တချို့ကဆိုတယ်အဲ့ဒီလိုလည်းမဟုတ်ပါဘူးနှွေမားဆိုရင်နှင်းစီပထောက်လက်ပံတွေဝေဝေဆာဆာပူပွင့်နေမိုးမာဆိုရင်ကနမာစပယ်စီစဝါတွေလှလှပပပူပွင့်နေဆောင်းမာဆိုရင်ချယ်ရီခရစ်စမတ်ရွက်လာမတ်မွန်မန်းနေပူပွင့်နေမြင်းဖွဲပွဲကြတဲ့ရာသီမှာတော့ထီရှူးပွင့်တွေကနင်းနေကြထဲမှာရဲရဲပူပွင့်ကြတယ်တကယ်တော့နှွေမိုးဆောင်းပဲရာသီပဲဖြစ်ဖြစ်ပန်းတွေကပွင့်မယ်ဆိုရင်ပွင့်လိုက်တာပါပဲအချိန်မရွေးပွင့်နေပန်းပွင့်တဲ့အချိန်ဆိုတာရှိတယ်ပန်းတွေမှာအဖြူအဝါအပြာအနီအစိမ်းကြက်သွေးပန်းရောင်အနက်စသဖြင့်အရောင်တွေအမျိုးမျိုးရှိကြတယ်အနီရောင်ကကြက်သွေးရောင်ထက်အထက်တန်းမကျသလိုအဝါရောင်ကလည်းအဖြူရောင်ထက်မနှိမ့်ကြပါဘူးပန်းရောင်ကအနီရောင်ကိုကိုးစားမပြုနိုင်သလိုအပြာရောင်ကလည်းအစိမ်းရောင်ကိုကိုးစားမပြုနိုင်ပါဘူးပန်းတိုင်းကသူ့အရောင်နဲ့သူကြီးကျယ်မြင့်မြတ်ပါတယ်စပယ်မှာလည်းသူ့ဆွဲဆောင်မှုနဲ့သူနှင်းစီမှာလည်းသူ့တောက်ပမှုနဲ့သူကနမာကလည်းလူကိုညှို့ယူနိုင်သလိုမတ်မွန်ပွင့်တွေကလည်းလူကိုဖမ်းဆားနိုင်ပါတယ်စီစဝါလာသလိုအမည်မသိတဲ့ပန်းရိုင်းတွေကလည်းလှပါတယ်ပ
ပန်းတိုင်းမှာသူ့အလားနဲ့သူကိုယ်စီရှိကြတယ်ပန်းတပွင့်ရဲ့အလားကအခြားပန်းတပွင့်ကိုကိုစားမပြုနိုင်ပါဘူးပန်းတပွင့်ကအခြားတပွင့်ကိုမနာလိုမဖြစ်တတ်ဘူးမခွဲခြားဆက်ဆံတတ်ဘူးရန်ညိုးမထားတတ်ဘူးအညိုအတီးမထားတတ်ဘူးမဆဲတတ်ဘူးပန်းတပွင့်ကသူ့ပွင့်ချိန်ရောက်လို့ဆိုပြီးအခြားပန်းတပွင့်မပွင့်အောင်မတားဆီးဘူးတခြားပန်းပွင့်တာပိုလာတယ်ဆိုပြီးသူ့ထက်ပိုလာတဲ့ပန်းတွေကိုမနာလိုတာမရှိဘူးဘယ်ပန်းကမှကိုစားမပြုနိုင်ဘူးဆိုတာပန်းတိုင်းသိတယ်ကိုအဖူးကိုပဲကိုပွင့်ရတယ်တခြားပန်းလောက်ပွင့်တာမလှပါစေကိုပွင့်လန်းကြတယ်တခြားပန်းတွေဘလောက်လှအောင်ပွင့်နေကိုယ်တိုင်ပွင့်လန်းမှုကအရေးကြီးဆုံးဖြစ်တယ်ပန်းတပွင့်ညူနံသွားလို့ကြွေသွားရင်သူဟာအခြားပန်းတပွင့်ရဲ့အာဟာရဖြစ်သွားတယ်ပန်းတပွင့်တည်ဆုံသွားရင်သူ့နဘေးမှာပန်းကပို့ပြီးလှပပဖူးပွင့်နိုင်တယ်ပန်းမွင့်နေရဲ့ကြားမှာပဲပန်းတွေကရှင်သန်ချင်နေခဲ့တာတဆေးຫນွေပန်းကမနက်3 နာရီမှာပွင့်နေဒါဟာနေ့ရက်တစ်ရက်တာမှာအစောဆုံးပွင့်တဲ့ပန်းဖြစ်တယ်အဲ့ဒီနောက်မှာ morning glory နှင်းစီရိုင်းစတဲ့ပန်းတွေပွင့်ကြတယ်ပန်းပွင့်သေးပေမဲ့အရင်ဆုံးအစောဆုံးပွင့်ကြတယ်ညအမှောင်ကိုခွင်းပြီးပွင့်လန်းကြတယ်နေဆိုတဲ့ပန်းပွင့်ကြီးကိုလက်နိုးအောင်ပွင့်ပြလိုက်ကြတယ်ပန်းတပွင့်ရဲ့ရှေ့မှာတင်းစိတ်ကိုတီတီငြိမ်ငြိမ်ထားရင်ပန်းပွင့်ရဲ့အတန်ကိုတင်ကြားနိုင်တယ်လို့လူတွေကပြောကြတယ်ပန်းပွင့်ချိန်တကယ်ပဲအတန်ရှိသလားပန်းတပွင့်ပွင့်တိုင်းစကားပြောတတ်တယ်လို့လူတွေကဆိုကြတယ်ပွင့်အားလိုက်တဲ့ပန်းတွေကဟာလိုက်တဲ့ပါးစပ်လိုပါပဲပွင့်ဖက်တွေကဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းအလွှာတွေပေါ့ပါးစပ်ရှိလျက်နဲ့ပန်းနေစုပြောတဲ့စကားကိုဘာလို့မကြားရတာပါလဲတကယ်တော့ပန်းတွေဟာပါးစပ်ရှိလျက်နဲ့နှုတ်ဆက်နေကြသူတွေဖြစ်တယ်သူတို့ဟာစကားပြောစရာမလိုခဲ့ဘူးပန်းဆိုတဲ့သူတို့ကိုယ်တိုင်ကပဲအလားဆုံးစကားလုံးတွေဖြစ်နေခဲ့ပါတယ်ပန်းအများရဲ့အသက်ဟာတူတောင်းကြတယ်ပန်းပွင့်ချိန်တူကြတယ်ဖယုံပွင့်ဖရဲပွင့်တွေကမနက်ခင်းမှပွင့်ပြီးနေခင်းပိုင်းမှာညှိုးနှွမ်းကုန်ကြတယ် morning glory ကအရန်လှတဲ့ပန်းပါဒါပေမဲ့6 နာရီ 9 နာရီလောက်သာခံတယ်အဝါရောင်ပန်းတွေပွင့်တဲ့ဒုတလီက10 နာရီလောက်ပဲခံတယ်ကနမာပန်းကြောက်ပန်းတွေကနည်းနည်းခံတယ်9 ရက် 6 ရက်လောက်ပဲခံတယ်ချယ်ရီပန်းပွင့်ချိန်က4 ရက်ကနေ10 ရက်လောက်ပဲရှိတယ်မမွန်ပန်းစပယ်ဝါတွေကလည်း10 ရက်လောက်ပဲခံတယ်တစ်ခွပန်းတွေကပူတာရှိခံတယ်တချို့တစ်ခွပန်းတွေက1 လလောက်အထားခံတယ်အပူပိုင်းမှာပွင့်တဲ့တစ်ခွပန်းတစ်မျိုးကရက်ပေါင်း80ခံတယ်ပန်းတွေထဲမှာအသက်အရှည်ဆုံးပန်းဖြစ်တယ်ကုမုဒ္ဒရာပန်းက3 နာရီလောက်သာခံတဲ့ပန်းဖြစ်တယ်သူဟာပန်းတွေထဲမှာအသက်အတူဆုံးပန်းတော့မဟုတ်ဘူးတောင်အမေရိကတိုင်းအမေဇုန်တောထဲမှာရှိတဲ့ဗစ်တိုးရီးယားကြာပန်းတစ်မျိုးကတော့မနက်ခင်းပိုင်းလေးမှာပဲပွင့်ပြီးနာရီဝက်အကြာမှာညှိုးနှွမ်းသွားပါတယ်ဂျပန်စာရေးဆရာယာဆူနာရီခဝဘာတာကပြောတယ်ပန်းပွင့်တာသိဘူးတဲ့လောကမှာရှိတဲ့ပန်းတွေတိုင်းကတေးရမှာကိုကြောက်လို့ဆိုပြီးမပွင့်မဲမနေကြဘူးပွင့်ပြီးညှိုးနှွမ်းတည်ဆုံရမယ်ဆိုပြီးမပွင့်ရဲပဲလဲမနေဘူးအချိန်ဘလောက်တူလေးပဲခံသူတို့ကတော့အလားဆုံးပွင့်လန်းပြီးအလားဆုံးအချိန်ကိုလူလောကမှာထားရခဲ့ကြတယ်သူတို့တည်ဆုံသွားရင်သူတို့ရဲ့နောင်မျိုးဆက်တွေဆက်ပေါ်လာတယ်သူတို့ရဲ့နောင်မျိုးဆက်တွေဆက်ပွင့်လန်းနေပန်းပွင့်ချိန်မှာပန်းရှိကိုတင်ရောက်လာတာဟာတင်တဲ့ပန်းရဲ့ရှိရည်ဆက်ပဲဖြစ်တယ်တောင်ပေါ်မှာလှလှပပပွင့်လန်းနေတဲ့တော်ရိုင်းပန်းတစ်ပွင့်ကိုကျမတွေ့လိုက်တယ်
အဲ့ဒီပန်းရဲ့နာမည်ကဘာလဲတော့မသိဘူးဘာကြောင့်အဲ့ဒီနေရာမှာသူစိတ်ငြိမ်ငြိမ်ဖူးပွင့်နေတယ်လဲဆိုတာကိုလည်းကျမမသိဘူးဒီတောင်ကတခြားတောင်တွေရဲ့ပတ်လည်ကြားမှာရှိတယ်နာမည်ရှိတဲ့တောင်လည်းမဟုတ်ဘူးတောင်တက်သမားတွေမလာတာလဲနှစ်တွေကြာခဲ့ပြီအရင်တော့ကလည်းဘယ်သူမှအရောက်ပေါက်မရှိခဲ့တဲ့တောင်မှာဒီတောရိုင်းပန်းလေးကအဲ့ဒီတောင်မှာငွားငွားဆွန့်ဆွန့်ပွင့်လို့ကြည့်မဲ့သူမရှိသလိုတိမဲ့သူလည်းမရှိဘူးတသက်လုံးပွင့်ခဲ့တဲ့သူတို့ကိုဘယ်သူမှသိခဲ့မှာလည်းမဟုတ်ဘူးဒါဆိုသူဘာကြောင့်ပွင့်လဲလူတွေမသိလဲလူတွေမကြည့်လဲသူကတော့ကြိုးစားပြီးပွင့်လန်းနေပါတယ်အစွမ်းကုန်ပွင့်လန်းနေပါတယ်လေးလေးနက်နက်ပျော်ပျော်ရွှင်ရွှင်ပွင့်လန်းနေပါတယ်သူတို့သိရကသူတို့ပွင့်တာကိုမြက်ကလေးတွေကြည့်နေတယ်ဘိုးကောင်လေးတွေကြည့်နေတယ်ငှက်ကလေးတွေတိမ်ဖြူဖြူတွေကောင်းကင်ပြပြနေကားကြည့်နေတယ်ဆိုတာကိုသူတို့သိတယ်ဒီတောရိုင်းပန်းကလေးကအခြားပန်းတွေနဲ့မပြိုင်ဆိုင်ဘူးမလူဘူးတခြားလူအတွက်သူပွင့်တာမဟုတ်ဘူးသူ့အတွက်သူပွင့်လန်းတာပါဒီလောကမှာရှိတဲ့ပန်းတစ်ပွင့်တိုင်းကိုချီကျူးနှစ်သက်တဲ့သူတွေရှိကြတယ်လို့တချို့ကပြောတယ်ဒီလိုဆိုရင်ဒီတောဒီတောင်ထဲမှာပွင့်တဲ့တော်ရိုင်းပန်းလေးတွေကိုရောလူတွေချီကျူးနှစ်သက်ခဲ့ကြသလားတကယ်တော့လောကမှာရှိတဲ့ပန်းတစ်ပွင့်တိုင်းကမှုေးခဲ့ဘူးတယ်လှခဲ့ဘူးတယ်ပွင့်ခဲ့ဘူးတယ်လန်းဆန်းခဲ့ဘူးတယ်ပြားပရုံးတွေနမ်းရှုံခဲ့ဘူးတယ်လိပ်ပြာတွေနဲ့တွေ့ဆုံခဲ့ဘူးတယ်လေးနူအေးတွေအဖော်ပြူဘူးတယ်နေရောင်တွေထွေးပွေ့ဘူးတယ်ရှင်တန်လာတာကနေဖူးပွင့်သေးဆုံးသွားတဲ့အထိလူတွေမတွေးရှိခဲ့ဘူးလေတလောကလုံးကအတိမတ်မပြုတ်ခဲ့ဘူးလေသူတို့ကတော့အစွမ်းကုန်လှလှပပဖူးပွင့်နေမှာပါပဲတကယ်ပဲတယောက်မှအဲ့ဒီပန်းလေးကိုမတွေးခဲ့ကြဘူးလား